ဒီအထိတွေးမိပြီးတာနဲ့မင်းဟာဂိုးသမားလက်အိတ်ကိုတေးသေးချာချာဆွတ်လိုက်ပြီးအသက်ကိုပြင်းပြင်းရှူကာစိတ်အာရုံအားလုံးကိုဂိုးပေါက်ရှိမှာပဲစူးစီးထားလိုက်တော့တယ်အဆန်းအစ်ခံမဲ့အတင်းသားတိုက်စစ်မှု News ကဘောလုံးကိုအားကုန်ပြင်းပြင်းကန်သွင်းလိုက်ရာဘောလုံးကလေထဲမှာအရှိန်အဟုန်နဲ့လဲပတ်ပြီးဂိုးပေါက်ရဲ့ဘဲဘက်အောက်ခြေထောက်စီကိုတန်တန်မတ်မတ်ပြေးဝင်လာခဲ့တယ်ဒါပေမဲ့မင်းကတော့အေးအေးလူလူပဲခြေလန်းနဲ့ငယ်ရွှေ့လိုက်ပြီးအံ့ဩစရာကောင်းတော့အောင်လက်နဲ့မဟုတ်ပဲခြေထောက်တစ်ဖက်ထဲနဲ့တယ်ဒီလိုအရေးသွေးမြင့်မားတဲ့ကန်ချက်ကိုအတားလေးကန်ထုတ်ပယ်ဖြတ်လိုက်တယ်။ကွင်းပေးမှာရက်ကြည့်နေတဲ့အတင်ကောင်းဆောင်နီးပြကြီးဟိုင်ကိုကတော့စိတ်ထဲကနေခေါင်းခါမိပြီးတုံ့ပြန်မှုနဲ့ကြိုတင်ခံမှန်းနိုင်စွမ်းကတော့မစိုးပါဘူး။ဒါပေမဲ့ကိုဖန်းနာကိုခြေထောက်နဲ့ပုတ်ထုတ်တယ်ဆိုတာတကယ်ကိုအပျော်တမ်းအဆင့်ပဲလို့တွေးလိုက်မိတယ်။ဒါပေမဲ့ဒါဟာအစပြိုးယုံတက်တက်ပဲဆိုတာဘသူကတိမှလဲနီးဟာတနာငဲ့ညာမှုလုံးဝမရှိပဲဒုတိယအကြိမ်ကန်သွင်းလိုက်ပြန်တယ်။ဒီတစ်ခါတော့ဂိုးပေါက်ရဲ့ညာဘက်အပေါ်ထောက်တေကွင်းစီကိုကန်သွင်းလိုက်တာဖြစ်တယ်။လာဆန်းမင်းစိတ်ထဲကနေအော်ဟစ်လိုက်ပြီးဘယ်ခြေထောက်နဲ့မြေကြီးကိုစောက်ကန်ကလေထဲကိုဝဲပြန်တက်လိုက်ပြီးလက်သီးနှစ်ဖက်နဲ့ဘောလုံးကိုအဝေးကြီးစီထိုးထုတ်ပစ်လိုက်ပြန်တယ်ဒီအတိုင်းပဲတတိယမြောက်လုံးစတုထမြောက်လုံးပစ္စမမြောက်လုံးနဲ့ဆဋ္ဌမမြောက်လုံးအထိမင်းဟာပင်နယ်တီကန်ချက်6လုံးစလုံးကိုစက်တိုက်ကာကွယ်ပစ်လိုက်နိုင်ခဲ့တယ်ကွင်းဘေးကမင်းရဲ့အေဂျင့်ဝီလီယမ်ဆိုရင်ဝမ်းတာလုံးလို့လေထဲကိုခုန်တက်မတက်ဖြစ်နေခဲ့ပြီးလက်ထောက်နီးပြရာရဲ့မျက်နှာကလည်းအစတုံးကအထင်သေးတဲ့အယောင်ဝါတွေပျောက်ဆုံးသွားပြီးအန်အော်မင်တက်ချင်းတွေနဲ့အစားထိုးသွားတော့တဲ့အစကတည်းကစကားတစ်လုံးမှမပြောဘဲကြည်နေတဲ့နီးပြချုပ်ဟိုင်ကိုရဲ့မျက်လုံးတွေထဲမှာဆိုရင်တော့ကြောက်မက်ဖွယ်ကောင်းတဲ့ရွှေရောင်လင်းနှံတွေဖြာထွက်လာခဲ့ပြီးဒါပေမဲ့အဲ့ဒီအချိန်မှာပဲမင်းကတမင်တက်တက်လက်လျှော့ပေးလိုက်ပြီးနောက်ထပ်ကန်ချက်လေးလုံးကိုစက်တိုက်ပေးဖို့အဖြစ်ခွင့်ပြုလိုက်တယ်။တစ်ဆက်လုံးမှာ6လုံးကာကွယ်နိုင်တဲ့ဆိုတဲ့စွမ်းဆောင်ရည်ကတင်လူတိုင်းကိုပါဆက်အဟောင်းသားဖြစ်စေဖို့လုံလောက်နေပါပြီ။နီးပြချုပ်ဟိုင်ကိုတယောက်ဆက်ပြီးငြိမ်မနေနိုင်တော့ပဲလေတံနဲ့အမိန်ပေးပါတော့တယ်။ UFအခုချက်ချင်းအတင်းတွင်လေ့ကျင့်ရေးပွဲစဉ်စီစဉ်လိုက်ဒီကောင်လေးကိုကွင်းထဲထည့်ကစားမယ်မင်းရဲ့စိတ်ထဲမှာတော့ကြေးမုံပြင်းလို့ကြည်လင်နေခဲ့ပြီးဒီပွဲမှာသာလက်စွမ်းတီတီငင်ငင်ပြနိုင်ရင်အတင်းမှာကြံရစ်ခဲ့ဖို့တေချာပြီးလို့ပေါ့ဒိုင်လူကြီးရဲ့ခယူးတန်မှုတ်လိုက်တာနဲ့အတူမင်းရဲ့ဘဝအတွက်ပထမဆုံးနဲ့အရေးကြီးဆုံးကစားပွဲကြီးစတင်ပါပြီမင်းကိုခွန်အားနေတဲ့ဒုတိယအတင်းဘက်မှာထည့်ပေးထားတာဖြစ်တယ်ပွဲစားတာနဲ့ပထမအတင်းကဒီရေတက်တယ်လို့ပြင်းထန်တဲ့ထိုးစစ်တွေစက်တိုက်ဆင်နွှဲတော့တယ်မိနစ်ပိုင်းတွင်းမှာပဲဒုတိယအသင်းရဲ့နောက်တန်းခံစစ်ကပြိုလဲလူနီးပါးဖြစ်သွားခဲ့ရတယ်။မိနစ်16မှာတော့အနေရကြီးဆိုက်ရောက်လာခဲ့တယ်။ဒုတိယအသင်းနောက်တန်းလူဘောလုံးပေးတာမှားသွားပြီးပထမအသင်းရဲ့ဖျက်တောက်ခြင်းကိုခံလိုက်ရတယ်။ပထမအသင်းကွင်းလေလူကခွဲစိတ်ထားခဲ့သူတိကျလာတဲ့ထိုးဖောက်ပေးပို့မှုနဲ့ခံစစ်ကြောင်းကိုဖျက်ဆီးပစ်လိုက်ပြီးတိုက်စစ်မှု News ဘောလုံးရသွားကတွေ့ဝေးမနေပဲဂိုးပေါက်စီကိုအားပြင်းပြင်းနဲ့အသေးခံသွင်းလိုက်တော့တယ်။ News ကတော့ဒီတလုံးဝင်ပြီလို့ထင်နေတဲ့အချိန်မှာပဲဂိုးပေါက်ရှိကနေဖုန်းဆိုတဲ့ပြင်းထန်တဲ့လက်သီးဆောင်တန်ကြီးထွက်ပေါ်လာပြီးမင်းရဲ့လက်သီးနှစ်ဖက်ကဘောလုံးကိုဂိုးပေါက်အပြင်ဘက်စီဝေးဝေးကြီးတွန်းထုတ်ပစ်လိုက်ပြန်တဲ့တောက်အမြဲတမ်းပဲကွာနီးစိတ်ပြက်လက်ပြက်နဲ့မျက်ခင်းပြင်ကိုကလိုက်မိပေမဲ့ကွင်းဘေးကနီးပြချုပ်ဟိုင်ကိုကတော့လက်ခုပ်တီးပြီးချီကျူးလိုက်တယ်ဒီတရုတ်ကောင်လေးကအမြဲတမ်းလူကိုအံ့အားသင့်စေတာပဲဒီနောက်မှာတော့ပထမအသင်းရဲ့ထိုးစစ်ကပိုပြီးပြင်းထန်လာခဲ့တယ်မိနစ်29မှာပထမအသင်းဟာចောင်းသုံးစာအုပ်ထဲကအတိုင်းကွက်တိကြတဲ့အန်တူကစားကွက်နဲ့ထိုးဖောက်လာပြီးအသက်33နှစ်အရွယ်ဝါရင်ကစားသမားကြီးဆိုင်းဘန်ကဂိုးရှေစီးဝိုင်းငယ်ထဲမှာအကောင်းဆုံးနေရာကိုရယူလိုက်တယ်။မင်းဂိုးပေါက်ကနေထွက်မလာတာကိုမြင်တော့ဆိုင်းဘန်ကဂိုးပေါက်ရဲ့ဘဲဘက်အပေါ်ထောက်စီကိုအပြင်းကန်သွင်းလိုက်ပြန်တယ်။မမီတော့ဘူးနီးစတောင်တက်ပြင်းချမိပြီးဒီတလုံးကတော့တေချာပေါက်ဂိုးဝင်ပြီလို့ထင်လိုက်ကြတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲနီးပြချုပ်ဟိုင်ကိုဟာသူ့မျက်လုံးတွေကိုသူမယုံနိုင်ပဲအတင်းပုတ်ကြည့်လိုက်မိတယ်ဂိုးပေါက်ထဲမှာဘောလုံးကမရှိတာလဲ။သူခုနကဘာကိုလွဲချော်သွားတာလဲ။သူလက်ထောက်နီးပြမိုက်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမိုက်ကပါဆက်အဟောင်းသားနဲ့တရေမြင်လိုက်ရတယ်လို့မျက်နှာမျိုးဖြစ်နေခဲ့တယ်မိုက်တကယ်ပဲဘာဖြစ်သွားတာလဲဟိုင်ကိုအလောတကြီးမေးလိုက်တယ်ပုတ်ထုတ်လိုက်တာဗျာမိုက်ကစကားတွေတုံရင်အော်ပြောတယ်မဟုတ်ဘူးရိုက်ချလိုက်တာဆိုင်းဘန်ဘောလုံးကန်လိုက်တဲ့အချိန်မှာပဲမင်းကဘယ်ဘက်ကိုတလန်းနှစ်လန်းအမြန်ရွှေ့လိုက်ပြီးလေထဲကိုမျှတစင်းလိုပြန်တက်ကခန္ဓာကိုယ်ကိုလေးတစင်းလိုဆန့်ထုတ်ပြီးရှိသမျှအားအင်အကုန်သုံးကဘောလုံးကိုလက်ဝါးနဲ့ဖြန်ကနေရိုက်ချပစ်လိုက်တာဖြစ်တယ်ဒါကဂိုးသမားတစ်ယောက်ရဲ့ဘောလုံးပုတ်ထုတ်မှုမဟုတ်ပဲဘတ်စကတ်ဘောကွင်းထဲကဘောလုံးကိုအတင်းရိုက်ချပစ်လိုက်တယ်လို့ပြင်းထန်လွန်းလာတယ်။ကွင်းတစ်ခုလုံးချက်ချင်းတိတ်ဆိတ်အေးဆက်သွားပြီးလူတိုင်းစုံကုန်ကြတော့တယ်။ဒိုင်လူကြီးလုံနေတဲ့ Ruff တောင်ခယူးတန်မုတ်ဖို့မေးသွားခဲ့ရတယ်။စိတ်ထဲမှာတော့ဒါကဘလို့မိစ္ဆာကောင်ကြီးလဲလို့ပဲရေရွတ်နေမိတော့တယ်။ Ruff တယောက်စိတ်ထဲကနေအကြီးအကျယ်ဝမ်းသာသွားပြီးရေနာအတင်းတော့တကယ်ရတနာအစ်စ်ကိုကောက်ရပြီပဲ။လို့တွေးလိုက်မိတယ်ကွင်းပြင်ကအေဂျင့်ဝီလီယမ်ဆိုရင်တကူလုံးတုံရင်နေပြီးမင်းရဲ့နာမည်ဟာကမ္ဘာဘောလုံးလောကမှာဟိန်းဟောင်းသွားတော့မဲ့မြင်ကွင်းကိုကြိုတင်မြင်အောင်နေခဲ့ပြီဒါပေမဲ့မင်းကတော့ဘာမှမူရမပြပဲဂိုးပေါက်ရှိမှအေးလူလူရက်ပြီးနောက်ထပ်တိုက်စစ်ကိုပဲစောင့်ကြိုနေခဲ့တယ်ပထမပိုင်းပွဲပြီးတဲ့အထိရလက်ကတူညဖြစ်နေခဲ့ပြီးပထမအသင်းဟာဒုတိယအသင်းရဲ့ဂိုးပေါက်ကိုလုံးဝမဖောက်နိုင်ခဲ့ဘူးဒါပေမဲ့နီးပြချုပ်ဟိုင်ကိုရဲ့မျက်နှာမှာတော့မကျေနပ်တဲ့အရေးအယောင်မရှိပဲအလွန်မင်းစိတ်လှုပ်ရှားတက်ကြွနေခဲ့တယ်သူကစားသမားအားလုံးကိုစူးစီးပြီးပါဆက်အဟောင်းသားဖြစ်သွားစေမဲ့အမိန့်တစ်ခုပေးလိုက်တဲ့ပထမအသင်းမင်းတို့အသေးလဲထိုးစစ်ဆင်ကြစမ်းဒုတိယအသင်းမင်းတို့ခံစစ်ကိုအကုန်လွှတ်ပေးလိုက်ကြဒုတိယပိုင်းပွဲစားတာနဲ့မင်းအခြေအနေမဟန်တော့တာကိုသိလိုက်ရတယ်
ပထမအသင်းကကစားသမားတွေကဆေးအလွန်အကျွံတောက်ထားသလိုမျိုးဂိုးပေါက်စီကိုယူသွစွာဆက်တိုက်ကန်သွင်းကြတော့တယ်။မင်းဘက်ကဒုတိယအသင်းနောက်တန်းလူတွေကတော့ဝမ်းလျှောနေတဲ့လူနာတွေလိုမျိုးဦးကြောင်ကြောင်နဲ့အမားယွင်းတွေလွယ်လွယ်ကူကူလုပ်ပြီးခံစစ်ကိုလွတ်ပေးထားကြတယ်။ကွင်းပြင်တစ်ခုလုံးဟာမင်းတယောက်တည်းရဲ့ပြိုင်ဘက်ကင်းလက်စွမ်းပြပွဲကြီးဖြစ်သွားခဲ့ရတယ်။ဒါဟာ15ကြိမ်မြောက်ကန်သွင်းချက်ရှိနေပြီ။မင်းလေထဲကိုပြန်တက်ပြီးကိုဖန်းရင်းစိတ်ထဲကနေအရေးအတွက်ကိုမှတ်သားနေမိတယ်။နောက်ထပ်ဘလို့မှမတက်နိုင်တဲ့တေကွင်းတောက်ကန်ချက်တစ်ခုရောက်လာပြန်တယ်။မင်းတက်ပြင်းချရင်လေထဲကိုနောက်တစ်ကြိမ်ခုန်တက်ကဘောလုံးကိုလက်ဝါးနဲ့အောက်ကိုဖိချပစ်လိုက်ပြန်တယ်။ကွင်းဘေးကဟိုင်ကိုတော့လုံးဝယူသွတ်သွားပြီဖြစ်ပြီးဒါကဂျာမန်ဘွန်ဒက်စ်လီဂါအဆင့်ချန်ပီယံလိအဆင့်ဂိုးသမားမျိုးပဲလို့မနာတမ်းရည်ရွတ်နေခဲ့တော့တယ်။ပထမအသင်းရဲ့တိုက်စစ်မှုတွေကတော့မင်းရဲ့လက်စွမ်းကြောင့်ကိုတောင်တန်တရားဝင်ပြီးစိတ်ဓာတ်တွေကြကုန်ကြပြီ။ Nice နဲ့ဆိုင်းဘန်လိုထိပ်တန်းတိုက်စစ်မှုတွေရဲ့မျက်လုံးထဲမှာယုံကြည်မှုတွေပျောက်ဆုံးနေခဲ့ရတယ်။မင်းဟာတယောက်တည်းနဲ့တင်ရေနာအသင်းရဲ့ရှေ့တန်းတိုက်စစ်တစ်ခုလုံးကိုဖျက်ဆီးနောက်ထပ်အမြန်တိုက်စစ်ဆင်မှုတစ်ခုမှာNice ဟာဂိုးရှေ့စီးဝိုင်းငယ်ထဲမှာအကောင်းဆုံးအခွင့်အရေးရခဲ့တယ်။ဒါပေမဲ့သူကောင်းမော့ပြီးမင်းရဲ့အေးဆက်ဆက်မျက်ဝန်းတွေနဲ့စုံမိတဲ့အချိန်မှာပဲစိတ်ထဲကနေထိတ်ကနေဖြစ်သွားပြီးဂိုးကန်သွင်းဖို့တတိတောင်မရှိတော့ပဲဆိုင်းဘန်စီကိုဘောလုံးပေးပို့လိုက်တော့တယ်။ဆိုင်းဘန်ဘောလုံးရတော့လဲကြောင်သွားပြီးဂိုးရှေ့မှာအခွင့်အရေးအကောင်းကြီးကိုဘာလို့ငါစီလာပေးတာလဲလို့တွေးမိတာသူလဲဂိုးမသွင်းရတော့ပဲအဝေးကန်ချက်ကျွမ်းကျင်တဲ့ဘီယွန်လာစီကိုထပ်ဆင့်ပေးလိုက်ပြန်တယ်ဘီယွန်ဘောလုံးရတော့တကယ်ပဲအော်ဆဲချင်စိတ်ပေါက်သွားတော့တယ်ဒီကောင်နှစ်ကောင်ကတော့ငါ့ကိုတွင်းနဲ့တွန်းပို့နေပြီးဒီလောက်ကောင်းတဲ့အခွင့်အရေးကိုဂိုးမသွင်းပဲငါစီလာပေးတယ်ပေါ့သူဒီနေ့အဝေးကန်ချက်30ကြိမ်လောက်ကန်ပြီးပြီဖြစ်ပေမဲ့အကုန်လုံးကိုမင်းကအေးအေးဆေးဆေးဖမ်းပြထားတာလေဒါပေမဲ့နီးပြရဲ့ဗျူဟာကသူ့ကိုပဲအဝေးကန်ခိုင်းထားတာဆိုတော့သူလဲတပြင်းချရင်မစွန်စားတော့ပဲဘေးကိုပြန်ပေးလိုက်ရဘောလုံးကကွင်းပြင်ပက်လဲပတ်ပြီးနောက်ဆုံးနီးစီကိုပဲပြန်ရောက်သွားပြန်တယ်မင်းရဲ့အေးဆက်တဲ့မျက်ဝန်းတွေကနီးစ်ကိုထပ်မံတတ်မှတ်လိုက်တဲ့အခါနီးစ်တယောက်ပူပြင်းတဲ့နွေရာသီကြီးမှာတော့ခါတက်အေးတက်ကိုခန်းစားလိုက်ရပြီးတကိုယ်လုံးတုံရင်သွားတော့တယ်မင်းစိတ်ထဲကနေတကယ်ပဲအမြင်ကက်သွားမိတယ်ခုနကတော့အားရပါရကန်နေကြပြီးအခုကျတော့ဘောလုံးကိုဟိုပေးတီပေးလုံးနေကြတယ်မင်းတို့ကန်မလားမကန်ဘူးလားမင်းရဲ့စိတ်တွင်းကအော်ဟစ်တန်ကိုကြားသွားပုံရပြီးနီးစ်ဟာတွားချိတ်ကအန်ခဲပြီးဂိုးပေါက်စီကိုအားကုန်လွှဲကန်လိုက်တော့တယ်ဒါပေမဲ့လည်းဒီဘောလုံးဟာမင်းရဲ့လက်ငါးချောင်းကြားကနေမလွတ်မြောက်နိုင်ခဲ့ပါဘူးတီဒိုင်လူကြီးရဲ့ပွဲသိမ်းခယူတန်ထွက်ပေါ်လာပြီးရလက်တူးညနဲ့ပွဲပြီးဆုံးသွားခဲ့တယ်လူတိုင်းကွင်းဘေးကိုပြေးလာပြီးကစားပွဲအချက်လက်တွေကိုကြည့်တဲ့အခါအကုန်လုံးပါဇက်အဟောင်းသားဖြစ်သွားကြတော့တယ်။ကန်သွင်းချက်54ကြိမ်ကိုပေါက်တဲ့မှု3ကြိမ်ဘောလုံးထိန်းချုပ်မှု80မင်းဟာတကူတော်စွမ်းဆောင်ရည်နဲ့တင်ဒီမြက်ခင်းပြင်ကြီးတစ်ခုလုံးကိုတိမ့်ပိုက်လွှမ်းမိုးလိုက်နိုင်ခဲ့ပြီးပထမအသင်းကကစားသမားတွေလည်းတပြင်းချနိုင်ကြတော့တယ်။ဒီအတိုင်းသာဆက်ကစားရင်သူတို့တကယ်ပဲယူသွားကြလိမ့်မယ်။ Nice ကပထမဆုံးမင်းစီပြေးလာပြီးလက်မထောင်ပြကအကူကြီးတကယ်လန်းနေပြလို့အော်ပြောတော့တယ်သူမင်းကိုမိမိလူအဖြစ်လုံးဝတတ်မှတ်လိုက်ပြီးမဟုတ်ရင်ဒီလိုမိစ္ဆာကောင်းကြီးနဲ့ပြိုင်ဘက်အဖြစ်ကွင်းထဲမှာစုံရမှာကိုတွေးကြည့်ုံနဲ့တင်သူရင်တုံနေရလို့ပါပဲနီးပြချုပ်ဟိုင်ကိုကလည်းမျက်စိကန်းနေတာမဟုတ်ဘူးလေပွဲပြီးတာနဲ့သူဟာမင်းနဲ့အေဂျင့်ဝီလီယံကိုရုံးခန်းနဲ့အလင်းအမြန်ဆွဲခေါ်သွားပြီးမကြခင်မှာပဲစာချုပ်တစ်ခုကိုစပွဲပေါ်ပြစ်တင်လိုက်တော့တယ်ဒါပေမဲ့ဝီလီယံကစာချုပ်ကိုတစ်ချက်ကြည့်ပြီးတာနဲ့ချက်ချင်းဒေါသပေါက်ကွဲတော့တယ်တပတ်လောက်ခယူလို6000ပွဲထွက်ကြေးလေးရတဲ့လာဒီလောက်ပတ်စံနေငယ်နေတော့ကျွန်တော်တို့ရဲ့ပါရမီရှင်လေးရဲ့ခြေထောက်တစ်ဖက်ကိုတောင်ဝယ်လို့မရဘူးဟိုင်ကိုကအမြန်ရှင်းပြတဲ့ဒါကအခွန်နှုတ်ပြီးသားလာစားနော်ငါတို့အသင်းမှာတော့ဒါကအမြင့်ဆုံးထိပ်တန်းကစားသမားအဆင့်လာစားပဲငါတို့ကဂျာမနီတတိယတန်းအသင်းငယ်လေးပဲဥစ္စာသူကတိတ်ဆိတ်နေတဲ့ဝီလီယံကိုကြည့်ပြီးနောက်ထပ်ဆွဲဆောင်မှုတစ်ခုထပ်ပြောတဲ့မိတ်ဆွေငါအာမခံနဲ့သူ့ကိုပွဲထွက်ခွင့်အပြည့်အဝပေးမယ်မင်းတို့အခုအလိုအဆုံးကဒီလိုအခွင့်အရေးမျိုးမဟုတ်ဘူးလားဝီလီယံချက်ချင်းငြိမ်ကျသွားပြီးဟိုင်ကိုပြောတာမှန်တယ်ဆိုတာကိုဝန်ခံလိုက်ရတယ်ဒါပေမဲ့မင်းရဲ့စိတ်ထဲမှာတော့ဝမ်းသာလုံးလို့ပောက်ကွဲမတက်ဖြစ်နေခဲ့ပြီးလွန်ခဲ့တဲ့တလလုံးကမင်းကစားတောက်ဆိုင်မှာပကန့်ဆေးတဲ့အလုပ်သမားဖြစ်ပြီးတလလုံးပင်ပန်းခံမှယူရို900ပဲရတာလေအခုတော့တပတ်စာလာစာတင်ယူရို6000ဆိုတော့တလကိုယူရို1000ကနန်းအထိရပြီးချမ်းသာတဲ့လူဒန်းစားတွေကိုရောက်တော့မှာဖြစ်တယ်ဒါပေမဲ့မင်းကတော့မျက်နှာကိုတည်ငြိမ်စွာထိန်းထားပြီးဆုံးဖြတ်ချက်ကိုဝီလီယံစီပဲလွှဲပေးလိုက်တယ်ဝီလီယံမင်းပဲဆုံးဖြတ်လိုက်ပါငါမင်းစကားအတိုင်းနားထောင်ပါမယ်နောက်တနေ့မှာတော့ဝီလီယံကမင်းကိုခေါ်ပြီးစာချုပ်ပေါ်မှာအောင်မြင်စွာလက်မှတ်ထိုးလိုက်ကြတော့တယ်နီးပြချုပ်ဟိုင်ကိုကတော့ဝမ်းသာလွန်လို့နှစ်ပေါင်းများစွာတင်စီထားတဲ့နှစ်ဟောင်းဝိုင်နီပလင်းကိုဖွင့်ပြီးအောင်ပွဲခံတော့တယ်စာချုပ်တက်တန်းကတစ်နှစ်ပဲရှိသေးပေမဲ့သူကောင်းကောင်းယုံကြည်နေခဲ့တာကတော့